dinosaur Godzilla ဥကနေပေါက်တာရှားပါမျိုးစိတ်လေ390တဲ့လက်ကတော့9ချောင်းအပြည့်ပါတယ်နောက်က6တောက်ကနည်းနည်းပြတ်စီးနေတယ်တွေ့လားဟိုနောက်ခြေတောက်လေးကဒီမှာအပြင်မော်တက်လူတအားရင်းနေပြီကောင်လေးကဘာစားတော့ဆိုတော့အဲ့အကောင်လေးတွေဟိုဟာလေးတွေစားတယ်တော့တစ်ပင်မော်တက်တော့မိမိလာကြည့်ဒီမှာ